လူတစ်ယောက်ကိုတွေ့ချင်းရင်းထဲမှာပြောင်းဆန်သွားအောင်ရင်ချုံသွားဘူးလားသူနဲ့ပတ်သက်ရင်အရာအားဆုံးကပြည့်စုံနေတယ်လို့ထင်ပြီးသူအကြောင်းကိုပဲအချင်းပြတွေးနေမိတဲ့အချင်းတွေရရှိခဲ့ဘူးလားအဲ့ဒီခန်းစားချက်ကအယမ်းကိုပြင်းထန်လွန်းလို့ဒါတော့အချစ်စစ်ပဲလို့ကိုကောက်ချက်ချလိုက်ဘူးပါတလားဒါပေမဲ့အချင်းနည်းနည်းလေးကြာလာတဲ့အခါဒါမှမဟုတ်ပြဿနာတိတ်သေးလေးတစ်ခုကြုံလာရတဲ့အခါအဲ့ဒီခန်းစားချက်ကြီးကရုတ်တရက်ပျောက်ကွယ်သွားတာမျိုးရောကြုံမှုကြလားတကယ်လို့သင်ဟာအခုချိန်မှာလူတစ်ယောက်အပေါ်အယမ်းကိုဆွဲလန်းနေပြီးမာသူ့ကိုတကယ်ချစ်တာလားဒါမှမဟုတ်ခဏတာယာမှုလေးတစ်ခုပဲလားလို့ဝေခွဲမရဖြစ်နေရင်ဒီဗီဒီယိုကသင်အတွက်ပါပဲ Channel Introduction နဲ့ Welcome အားလုံးပဲမင်္ဂလာပါ He and She မြန်မာ Channel ကနေຫນွေတွေဆွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ He and She မြန်မာ Channel ဟာ Relationship တွေစိတ်ပညာပိုင်းဆိုင်ရာခံစားချက်တွေနဲ့ပတ်သက်ပြီးနားလည်မှုပိုရှိလာအောင်ပုံမကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်အောင်အမြဲတမ်းမျှဝေပေးနေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့လူတိုင်းနှီးပါမာယွန်းတတ်တဲ့ရောထွေးတတ်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့အချစ်စစ် True Love နဲ့ယာယီတရားမှု Infatuation ဘယ်လိုကွာခြားလဲဆိုတာကိုစိတ်ပညာရှုထောင့်ကနေအသေးစိတ်ခွဲခြမ်းစိတ်ထန်သွားမှာဖြစ်ပါတယ်ဗီဒီယိုအဆုံးမှာတော့ကိုယ်ခန်းစားချက်ကိုကိုယ်တိုင်ပြန်လဲဆန်းစစ်နိုင်မဲ့မိခွန်းတွေကိုပါထည့်သွင်းပေးထားလို့အဆုံးထိဆက်ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်အသေးပဲဖွင့်ဆိုချက်များကိုနားလဲခြင်းအချစ်စစ်နဲ့ယာယီတရားမှုကိုမခွဲခြားခင်သူတို့ရဲ့တဘာဝအရင်းမြစ်တွေကိုအရင်ဆုံးနားလဲကိုလိုပါတယ်တစ်ယာယီတရားမှုဆိုတာဘာလဲ Infatuation ဆိုတာလူတစ်ယောက်ကိုရုတ်တရက်အပြင်းထန်ဆွဲလန်းသွားတဲ့စိတ်ခံစားချက်ဖြစ်ပါတယ်စိတ်ပညာအရာပြောရရင်ဒါဟာအုံနောက်ထဲမှာဓာတုဗေဒတွန့်ပြန်မှုတွေကြောင့်ချက်လာတာပါလူတစ်ယောက်ကိုစိတ်ဝင်စားသွားတဲ့အခါအုံနောက်ထဲမှာဒိုပမင်လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေအများကြီးထွက်လာပါတယ်ဒီအချိန်မှာအဲ့ဒီလူကိုပြီးပြည့်စုံတဲ့သူအဖြစ်စိတ်ကူးရင်ပုံဖော်တတ်ကြပါတယ်သူရဲ့အားနည်းချက်အပြစ်အနာအစာတွေကိုမမြင်နိုင်တော့ပဲကိုမြင်ချင်တဲ့ပုံရိပ်ကလေးကိုပဲမြင်နေရတဲ့အခြေအနေမျိုးပါယာယီတရားမှုဟာများသောအားဖြင့်ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနဲ့စိတ်ကူးရင်မှုပေါ်မှာအခြေခံထားပါတယ်အစာပိုင်းမှာအရန်ကိုလောင်ကျွမ်းလွယ်တဲ့မီးတောက်တစ်ခုလိုပဲအဟုန်ပင်းနဲ့တောက်လောင်တတ်ပေမဲ့လောင်စာကုန်သွားတာနဲ့အမြန်ဆုံးပြန်ငိမ့်သွားတတ်ပါတယ်နှစ်အချစ်စစ်ဆိုတာဘာလဲအချစ်စစ်ကြတော့ခံစားချက်တတ်မဟုတ်ပါဘူးအချစ်ဆိုတာရွေးချယ်မှုတစ်ခုဖြစ်ပြီးကတိကဝတ်တစ်ခုလည်းဖြစ်ပါတယ် True Love ဟာ Infatuation လို့ရုတ်တရက်ပေါက်ကွယ်ထွက်လာတာမျိုးမဟုတ်ပဲအချိန်နဲ့အမျှဖြည်းဖြည်းချင်းတည်ဆောက်ရတဲ့အရာဖြစ်ပါတယ်အုံနောက်ထဲမှာ Oxytocin လို့ခေါ်တဲ့တန်ရောစင်နဲ့ပတ်သက်တဲ့ဟော်မုန်းတွေထွက်လာပြီးနှက်ရှင်းနဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကိုဖြစ်ပေါ်စေပါတယ်အချစ်စစ်မှာတစ်ဖက်လူရဲ့အားသာချက်တွေကိုချစ်မြတ်လို့သလိုအားနည်းချက်အပြစ်အနာအစာတွေကိုလည်းနားလည်လက်ခံပေးနိုင်စွမ်းရှိပါတယ်ဒါဟာစိတ်ကူးရင်မဟုတ်ပဲလက်တွေ့ကြတဲ့မြေပြင်ပေါ်မှာအခြေခံထားတဲ့ခိုင်မာတဲ့တစ်ပင်တစ်ပင်နဲ့တူပါတယ်ကိုယ်ခံစားချက်ကိုစမ်းစစ်နိုင်မြဲအဓိကကွာခြားချက်9ချက်ကိုယ့်ရဲ့ခံစားချက်ကဘာလဲဆိုတာကိုတေချာသိချင်ရင်အောက်ပါအချက်9ချက်နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါ1ဖြစ်ပေါ်လာပုံအမြတ်နှုံတဲ့အချင်းယာယီတရားမှု Infatuation ကိုယ်ခံစားချက်ကိုစမ်းစစ်နိုင်မြဲအဓိကကွာခြားချက်9ချက်ကိုယ့်ရဲ့ခံစားချက်ကဘာလဲဆိုတာကိုတေချာသိချင်ရင်အောက်ပါအချက်9ချက်နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါ1ဖြစ်ပေါ်လာပုံအမြန်နှုံးတဲ့အချင်းယာယီတရားမှု Infatuation အယမ်းမြန်ပါတယ်တွေ့ပြီးမကြခင်ရပ်ပိုင်းသတင်းပိုင်းအတွင်းမှာပဲငါသူ့ကိုအယမ်းချစ်နေပြီသူမရှိရင်မနေနိုင်တော့ဘူးလို့ခံစားရတတ်ပါတယ်အရာရာကိုအလင်းစလို့လှုပ်ချင်နေတတ်ပါတယ်အချစ်စစ် True Love ဖြည်းဖြည်းချင်းကြီးထွားလာပါတယ်လူတယောက်ရဲ့အတွင်းစိတ်စရိုက်လက္ခဏာတွေတန်ဖိုးထားမှုတွေကိုအချင်းယူလေ့လာပြီးမှနှက်စင်းနဲ့ချစ်ချင်းမေတ္တာဖြစ်လာတာပါအချစ်စစ်မှာအလင်းစလိုလှုပ်ရှားမလိုဘူးဆိုတဲ့စိတ်ချမ်းသာမှုနဲ့လုံခြုံမှုရှိပါတယ်နှစ်အဖြစ်အနာအစားများအပေါ်မြင်တွေ့နိုင်စွမ်း perception of flaws ဇာယီတရားမှုတစ်ဖက်လူကိုနှစ်သားနှစ်သမီးတစ်ပါးလို့အဖြစ်ကင်းစင်နေတယ်လို့ထင်တတ်ပါတယ်သူလုပ်သမျှအကုန်မှန်နေပြီးမကောင်းတဲ့အကျင့်လေးပြီးရှိရင်တောင်မြစ်ကွယ်ပြုခါတတ်ပါတယ် love is blind ဆိုတဲ့စကားဟာအချစ်စစ်ထက် infatuation ကိုပိုရည်ညွှန်းတာပါအချစ်စစ်မျက်စိပွင့်ပါတယ်တစ်ဖက်လူမှာဘလို့အားနည်းချက်တွေစိုးတဲ့အကျင့်တွေရှိတယ်ဆိုတာအမှန်တိုင်းမြင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကြောင့်မချစ်တော့တာမျိုးမဟုတ်ဖေပြုပြင်ပေးလို့ရတာကိုဝိုင်းပြုပြင်ပေးပြီးမရတာတွေကိုနားလည်လက်ခံပေးနိုင်ပါတယ်ပြီးပြီးဆုံးလို့ချစ်ပါမဟုတ်ဖေမပြည့်စုံတဲ့လူသားတစ်ယောက်ကိုအပြည့်အဝချစ်ပေးရဖြစ်ပါတယ်3ကိုတက်ရောက်မှု impact on yourself စိတ်လုံရှားမှုတွေများလွန်းလို့ကိုယ့်ရဲ့ပုံမှန်ဘဝကြီးကမောင်ကရထိသွားတတ်ပါတယ်
အလုပ်တွေမလုပ်နိုင်တော့တာစာမလုပ်နိုင်တော့တာသူ့နဲ့ပတ်သက်ပြီးအမြဲတမ်းစိုးရင်ပူပန်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။သူငါ့ကိုစာမပြရင်ဘယ်လိုလုပ်မလဲ။သူတခြားလူကိုစိတ်ဝင်စားသွားမလားဆိုတဲ့ပူပင်တော့က anxiety တွေအမြဲတမ်းရှိနေတတ်ပါတယ်။အချစ်စစ်တင့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။စိတ်နှလုံးအေးချမ်းမှုကိုပေးစွမ်းနိုင်ပြီးကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲဖော်ဖို့ခွန်အားရစေပါတယ်။ငါနောက်မှာငါ့ကိုအမြဲအားပေးနေတဲ့သူရှိတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်ဘဝမှာပိုပြီးတည်ငြိမ်လုံခြုံမှုကိုခံစားရပါတယ်။၄ဝန်ုံကြီးနဲ့ယုံကြည်မှု jealousy versus trust ဝန်ုံကြီးပိုင်ဆိုင်လူချင်းအရန်ပြင်းထန်ပါတယ်။သူပဲသွားဘာလို့သိချင်နေပြီမလိုအပ်ပဲဝန်ုံကြီးမှုတွေပြဿနာရှာမှုတွေများတယ်ပါတယ်။ဒါဟာအခြေခံအဖြစ်ယုံကြည်မှုမရှိတာနဲ့ကိုယုံကြည်မှုအားနည်းမှုတွေကြောင့်ဖြစ်ပါတယ်။အချစ်စစ်ယုံကြည်မှုပေါ်မှာအခြေခံပါတယ်။တယောက်ကိုတယောက်လွတ်လပ်ခွင့်ပေးနိုင်ပြီးပုဂ္ဂိုလ်ရေးနယ်ပယ်ကိုလေးစားမှုရှိပါတယ်။ဝန်ုံကြီးအနှဲငယ်ရှိနိုင်ပေမဲ့ဆက်ဆံရေးကိုပျက်စီးစေလောက်အောင်အတုပ်ဖိမစေပါဘူး။ငါဆွဲဆောင်မှုရဲ့အတိကအရင်အမြင့်ဆွဲဆောင်မှုရဲ့အရင်အမြင့်ရုပ်ချင်းအဝတ်စားအပြောဆိုစတိုင်တို့အပြင်ဘက်အသွင်ပြင်တွေပေါ်မှာအဓိကမူတည်ပါတယ်။အဲ့ဒီအရာတွေပြောင်းလဲသွားရင်ဒါမှမဟုတ်ပျက်စီးသွားရင်ခံစားချက်တွေပါရုပ်တရက်လောက်ကျသွားတတ်ပါတယ်။အချစ်စစ်စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကပိုအရေးကြီးပါတယ်။သူ့ရဲ့စိတ်ထားဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေလူတွေအပေါ်ဆက်ဆံပုံတွေကိုသဘောကျတာဖြစ်ပါတယ်။အချိန်ကြာလို့ယုံချင်းအထွင်အဖြစ်တွေအိုရင်းချင်းရော်လာသွားရင်တော့ချစ်တဲ့စိတ်ကပြောင်းလဲမသွားပါဘူး။6ဖြတ်တနာတွေကိုရင်ဆိုင်ဖြေရှင်းပုံဖြတ်တနာတစ်ခုခုတက်ပြီးဆိုတာနဲ့ဆက်ဆံရေးကြီးပြီးဆုံးသွားပြီလို့ခံစားရတတ်ပါတယ်။စိတ်ဆိုးစိတ်ကောက်တာတွေကိုအကြီးအမားဖြစ်စေပြီးအချင်းချင်းနားလည်မှုယူဖို့ထက်ငါမှန်တယ်ညီမှားတယ်ဆိုတဲ့အတ္တတွေကရှေ့တန်းရောက်နေတတ်ပါတယ်။အစင်မပြေတာနဲ့လွယ်လွယ်ကူကူလက်လျှော့ခြင်းစိတ်ပေါ်လာတတ်ပါတယ်။အချစ်စစ်မှာလည်းရန်ဖြစ်ခြင်းသဘောထားကွဲလွဲခြင်းတွေရှိပါတယ်။ဒါပေမဲ့ပြဿနာကိုရင်ဆိုင်တဲ့အခါငါတို့နှစ်ယောက်လုံးအဆင်ပြေအောင်ဘလို့ဖြေရှင်းကြမလဲဆိုရဲ teamwork စိတ်ကတို့နဲ့အချီးကပ်ကြပါတယ်။ပြဿနာတွေကသူတို့ရဲ့ဆက်ဆံရေးကိုမဖြိုခွဲနိုင်ပဲပိုပြီးနားလည်မှုခိုင်မာသွားစေပါတယ်။ခုနှစ်အနာဂတ်ခွက်တွေမျှော်မှန်းထားတဲ့မျှော်လင့်ချက်လက်ရှိပိစုံပါမှာကြုံတွေ့နေရတဲ့စိတ်လှုပ်ရှားမှုလေးတွေကိုပဲအာရုံစိုက်ထားတတ်ပါတယ်။ရှေ့လာတဲ့အနာဂတ်ခရီးစဉ်တွေအတွက်အစီအစဉ်ဆွဲဖို့ခဲယဉ်ပြီးတာဝန်ယူမှုတာဝန်ခံရမှုတွေကိုရှောင်လွှဲချင်ကြပါတယ်။အချစ်စစ်ငါတို့ဆိုတဲ့စကားကပူတွင်ကြလာပါတယ်။အနာဂတ်မှာအတူတူဘလို့ရပ်တည်ကြမလဲအခက်အခဲတွေကိုဘလို့ကြော်ဖြတ်ကြမလဲဆိုတာတွေကိုအလေးအနက်ထားတိုင်ပင်ဆွေးနွေးကြပါတယ်။တယောက်ရဲ့အနာဂတ်ရည်မှန်းချက်ထဲမှာနောက်တစ်ယောက်ကအမြဲတမ်းပါဝင်နေပါတယ်။ကိုပြန်လဲစမ်းစစ်ရန်မိခွန်များအခုပြောပြခဲ့တဲ့အချက်တွေကိုနားလည်သွားပြီဆိုရင်တော့တင်လက်ရှိခံစားနေရတဲ့ခံစားချက်ကဘာလဲဆိုတာကိုတေချာသိဖို့အောက်ပါမိခွန်းလေးတွေကိုကိုယူယူတသားပြန်မေးကြည့်ပါတစ်သူ့ရဲ့ဘဲအရာကိုငါအချစ်ဆုံးလဲရုပ်ရည်နဲ့အပြင်ပန့်ဆွဲဆောင်မှုလားဒါမှမဟုတ်သူ့ရဲ့စိတ်ထားနဲ့ငါအပေါ်ထားတဲ့ဂရုစိုက်မှုလားနှစ်သူနဲ့ဝီးနေတဲ့အချိန်တွေမှာငါဘလို့ခံစားရလဲအမြဲတမ်းတန်တရားတွေဝင်ပြီးစိတ်ပူနေရလားဒါမှမဟုတ်လုံခြုံမှုရှိပြီးကိုယ့်အလုပ်ကိုအေးအေးဆေးဆေးလုပ်နိုင်လားသုံးသူ့ရဲ့မကောင်းတဲ့အကျင့်တွေကိုငါအမှန်တိုင်းမြင်ရဲ့လားလက်ခံနိုင်လားသူမှဘာအဖြစ်မှမရှိဘူးလို့ထင်နေသလားဒါမှမဟုတ်အားနည်းချက်တွေရှိလားသိရတဲ့ပန်ပိုးပေးခြင်းစိတ်ရှိလားလေးဒီဆက်ဆံရေးကြောင့်ငါပိုကောင်းတဲ့သူတယောက်ဖက်လာသလားဒါမှမဟုတ်အမြဲတမ်းစိတ်ပင်ပန်းနေရသလားဒီမေးခွန်းတွေရဲ့အဖြေကတင်ရောက်နေတဲ့အနေအထားကိုအလင်းပြပေးပါလိမ့်မယ်။ယာယီတာယာမှုမှာချစ်စစ်ကိုကူးပြောင်းနိုင်သလား။ဒီနေရာမှာမေးစရာတစ်ခုရှိလာပါလေ။ infatuation ကနေ true love ကိုပြောင်းလဲသွားနိုင်သလားဆိုတဲ့မေးခွန်းပါ။အဖြေကတော့ပြောင်းလဲသွားနိုင်ပါတယ်။တကယ်တော့အချစ်ရေးတော်တော်များများဟာအစပိုင်းမှာ infatuation ဆိုတဲ့ရင်ခုန်စိတ်လှုပ်ရှားမှု honeymoon phase ကနေစတင်ကြတာများပါတယ်။ဒါဟာတဘာဝပါပဲ။ဒါပေမဲ့အဲ့ဒီအဆင့်ကနေရှေ့ဆက်ပြီးခိုင်မာတဲ့အချစ်စစ်အချစ်ပြောင်းလဲဖို့အတွက်ဆိုရင်တော့နှစ်ယောက်စလုံးဘက်ကစူးစမ်းအားထုတ်မှုတွေနားလည်မှုတွေအပေးအယူတွေအများကြီးလိုအပ်ပါတယ်။ရင်ခုန်တန်းဒီငြိမ်သက်သွားတဲ့တနေ့မှာကိုချစ်ရတဲ့သူရဲ့အစစ်အမှန်ပုံစံကိုမြင်လာရတဲ့အခါလက်မလျော့ပဲဆက်လက်ရွေးချယ်နိုင်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။အချုပ်အားဖြင့်ပြောရရင်ယာယီတာယာမှု infatuation ဆိုတာ roller coaster စီးရတယ်လို့ပါပဲ။အတက်အကျကျန်းနဲ့အရန်ကိုရင်ခုန်ဖို့ကောင်းတယ်။ဒါပေမဲ့အချင်းကြကြစီးလို့မရသလိုအမြဲတမ်းခေါင်းမူပြီးမောပတ်နေရပါလိမ့်မယ်
ချစ်စစ်ဆိုတာကတော့ကိုယ်ပိုင်အိမ်လေးတစ်လုံးစောက်ရတယ်လို့ပါပဲအုံမြစ်ချဖို့အချိန်ယူရတယ်ပင်မန်းတယ်တေးသေးချာချာတီဆောက်ရတယ်ဒါပေမဲ့ပြီးသွားတဲ့အခါမှာတော့တင့်အတွက်အလုံးကျုံဆုံးနဲ့အနှွေးထွေးဆုံးနဲ့ဘဝကသက်တာခိုးလုံရနေရာလေးတစ်ခုဖြစ်လာပါလိမ့်မယ်တင်းလေလက်ရှိခံစားချက်တွေကိုပြန်လည်ဆန်းစစ်ပြီးကိုယ်တိုင်အတွက်အကောင်းဆုံးနဲ့အကျမ်းမာဆုံးဆက်ဆံရေးတစ်ခုကိုတီးဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီအကြောင်းအရာလေးကတင်းအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်တင်ရောအချစ်စစ်နဲ့ယာယီတာယာမှုအကြားမှာရောထွေးရမှုတဲ့အတွေ့အကြုံတွေရှိရင် comment မှာဝင်ရောက်ဆွေးနွေးမျှဝေပေးတော့ပါဦးနောက်ထပ်လည်း relationship တွေနဲ့စိတ်ပင်ညာပိုင်းဆိုင်ရာဘ ഹു တုဒ္ဒတွေနဲ့ပတ်သက်ပြီးအကောင်းဆုံးအကြောင်းအရာတွေကို He and She မြန်မာကနေအမြဲမျှဝေပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လင်းဆုံတွေ့ကြပါမယ်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့ရက်လေးကိုပိုင်းဆိုင်နိုင်ကြပါစေ